ုန်းကြီးတို့ပုထုဇဉ်စိတ်တွေနဲ့နိဗ္ဗာန်ချမ်းသာကိုမသိနိုင်ပါဘူးမမြင်နိုင်ပါဘူးသို့တော့ရိပ်စားမိယုံလေးလောက်နိဗ္ဗာန်ချမ်းသာရဲ့အကြောင်းကိုသိသင့်တယ်နိဗ္ဗာန်ချမ်းသာရဲ့အကြောင်းကိုသိကျင်တယ်ဆိုရင်ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုအရင်နားလည်မှဖြစ်မယ်ဘာလို့လဲဆိုတော့အဲ့ဒီဆင်းရဲတဲ့သဘာဝတွေမရှိတာဆင်းရဲတဲ့သဘာဝတွေချုပ်ငြိမ်းနေတာသူဆန့်ကျင်ဘက်ကြီးဘဝရဲ့ဆင်းရဲတဲ့သဘောကိုမသိရင်မသိသလောက်နိဗ္ဗာန်ချမ်းသာကိုသဘောမပေါက်နိုင်ဘူးဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုသိရင်သိသလောက်ဒီဆင်းရဲကြီးငြိမ်းသွားတယ်ဒီမီးငြိမ်းသွားတယ်ဆိုအလွန်ကောင်းပါပဲဆိုတာဥပမာအကျဉ်းပြင်းလေးဥမာပေးရရင်ဘုန်းကြီးတို့ခန္ဓာကိုယ်အကြောင်းမျိုးမျိုးကြောင့်ဖောက်ပြန်လို့ယောဂတစ်ခုခုဖြစ်တယ်ဆိုရပါစို့ခေါင်းကိုက်တယ်ဥပမာတင့်တော်တဲ့စေဝါဓာတ်စာကိုစားလိုက်လို့တဖြည်းဖြည်းနဲ့အဲ့ဒီဝေဒနာကလျော့ပါသွားတယ်ဝေဒနာလျော့သွားလေနေရထိုင်ရတာတတ်တာလေးနဲ့နောက်ဆုံးဝေဒနာလုံးဝပျောက်သွားပြီမရှိတော့ဘူးလဲဆိုရောဘယ်လိုပြောတော့အခုမှကောင်းသွားတော့တာချမ်းသာတဲ့သဘောကြီးရောက်လာတာလားဆင်းရဲတဲ့သဘောတဖြည်းဖြည်းနဲ့ပျောက်သွားတာလားဆင်းရဲတဲ့သဘောပျောက်သွားတာဘယ်မှချမ်းသာတဲ့သဘောရောက်လာတာမရှိဘူးဒါကြောင့်သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာလို့ဘုရားမဟောဘူးဒုက္ခនិရောဓလို့ပဲဟောတယ်အဲ့ဒါအလွန်သဘောကျလျာကောင်းတယ်ဘုန်းကြီးတို့ကလောဘဓာတ်ခံနဲ့နေကြတာဆိုတဲ့အခါကျတော့ဒုက္ခကိုစိတ်ဝင်စားရတယ်ဘုန်းကြီးကဒုက္ခကိုသိစိတ်ဝင်စားစေခြင်းမဟုတ်ဒုက္ခនិရောဓကိုစိတ်ဝင်စားစေခြင်းတယ်ဒုက္ခនិရောဓဆိုတာဘာပြောတာတော့ဒုက္ခမရှိတာဒုက္ခချုပ်တာဒုက္ခဆိုရင်တော့ဖြစ်နေတာနဲ့ချုပ်သွားတာဘယ်ဟာကောင်းနိဗ္ဗာန်ကိုအဲ့လိုနားလည်စေရင်နော်ဒီယုံနဲ့ဒီဘဝဒီခန္ဓာကဒုက္ခသစ္စာသူကဒုက္ခဖြစ်နေတဲ့သဘောကြီးသူကဒါကျွတ်တော့ကနားမလည်နိုင်မှုတွေအထက်ထက်ဖုံးတာတော့ဘလောက်ပြောသဘောမပေါက်ဘူးသဘောမပေါက်တဲ့အခါကျတော့နောက်ထပ်ဒီအမှန်တရားကိုသိပြီးတော့မှနားလည်မဲ့သဘောဝတွေကိုဘလို့မှနားမလည်ဘူးဖြစ်တယ်ဒါကြောင့်နိဗ္ဗာန်ကိုသဘောကိုမကြနိုင်ဘူးစောတော့တကား၃ယောက်ရောက်လာတယ်တယောက်ကနိဗ္ဗာန်မရောက်ချင်သေးဘူးတဲ့အဖော်ရပြီလို့ဘုန်းကြီးကလည်းနိဗ္ဗာန်သိပ်ရောက်ချင်သေးတာမဟုတ်ဘူးအဲ့တော့သူကတယောက်ကဘာပြောတော့ဆိုတော့နိဗ္ဗာန်ရောက်ချင်တာတောင်မရောက်လွန်းလို့ရှိတာမရောက်ချင်ဘူးဆိုရင်တော့ဘယ်ရောက်တော့မလို့နဲ့အဲ့တော့ဘုန်းကြီးကနိဗ္ဗာန်မရောက်ချင်ဘူးဆိုတာကနည်းနည်းစကားကအထာလေးနဲ့ပြောတာပါနိဗ္ဗာန်မရောက်ချင်ဘူးလို့မရချင်ဘူးလို့ဘယ်ရှိမှာတော့ရချင်တာပေါ့ဒါပေမဲ့ကိုယ့်ရဲ့ပင်ကိုယ်စိတ်ထဲကနိဗ္ဗာန်ကိုတကယ်ရချင်တဲ့စိတ်ဒီဒုက္ခတွေကိုတကယ်အဆုံးသတ်သွားခြင်းတဲ့စိတ်ဒီဘဝတကယ်ငြိမ်းသွားခြင်းတဲ့စိတ်မရှိသေးတာကိုရည်ရွယ်ပြီးတော့နိဗ္ဗာန်မရောက်ချင်သေးဘူးလို့ပြောတာအဲ့တော့နည်းနည်းသင်ပေးလိုက်တယ်နိဗ္ဗာန်မရောက်ချင်သေးဘူးဆိုတဲ့လူဓမ္မပဒပါဠိတော်ထဲမှာဂါထာလေးတစ်ပုဒ်ရှိတယ်လို့ယောဘာလောမညတိပါလံပန္တိတောဝါပိတေနသောဘာလောစပန္တိတမန္တိတဝိဘာလောတိဟုတ်စတိလူတယောက်ကကိုမဟုတ်တာကိုမဟုတ်ဘူးလို့သိရင်အဲ့ဒါဟုတ်တော့မှာကိုမဟုတ်တာကိုမဟုတ်ဘူးလို့မသိဘူးဆိုတော့မှတကယ်မဟုတ်သွားတာနော်ဒါရိုက်ကတော့ဘယ်လိုပြောတော့ကိုမိုက်တာကိုမိုက်တယ်လို့မသိတဲ့လူဟာတကယ်လူမိုက်ကိုမိုက်တာကိုမိုက်တယ်လို့သိရင်အဲ့ဒါပညာရှိမိသေးတယ်ယောဘာလောမညတိပါလံပန္တိတောဝါပိတေနသောကိုမိုက်တာကိုမိုက်တယ်လို့သိတဲ့အတွက်ကြောင့်ဒီလိုဟာပညာရှိမိသေးတယ်ကိုမိုက်တာကိုမိုက်တယ်လို့မသိတာကမှတကယ်လူမိုက်ဖြစ်တာအဲ့တော့ကိုယ်စိတ်ထဲမှာနိဗ္ဗာန်ကိုတကယ်ရခြင်းတဲ့စိတ်ရှိမရှိဘဝကိုတကယ်ထားခဲ့ခြင်းတဲ့စိတ်ရှိမရှိအရင်စီစစ်တောင်းတန်ယုံဉာဏ်နဲ့ဘဝကိုထားခဲ့နိုင်ဖို့မလွယ်ဘူးနိဗ္ဗာန်ရခြင်းတဲ့စိတ်ပေါက်ဖို့မလွယ်ဘူးနိဗ္ဗာန်ရဖို့မပြောနဲ့နိဗ္ဗာန်ရအောင်ရှာဖို့မပြောနဲ့နိဗ္ဗာန်ကိုရခြင်းတဲ့စိတ်တကယ်ပေါက်ဖို့ကိုမလွယ်ဘူးလို့ဘုန်းကြီးကအဲ့လိုခံစားရလို့ကျုပ်လည်းနိဗ္ဗာန်ကိုသိမရောက်ချင်သေးဘူးလို့ပြောတာဒါကစိတ်ရင်းထဲမှာရှိနေတာကိုပြောတာဉာဏ်ကတော့ဒုက္ခတွေငြိမ့်သွားအေးသွားပြီးတာပဲလေနိဗ္ဗာန်ဆိုတာတာမန်စိတ်နဲ့သဘောကျနိုင်တဲ့အရာမျိုးမဟုတ်ဘူးတဲ့ပြောရင်လောဘကနိဗ္ဗာန်ကိုခါခါတီတီတူတူခါခါမကြိုက်ဘူးနိဗ္ဗာန်ကိုကြိုက်တာဉာဏ်ကမှကြိုက်တာခုနတော့ဥမာလေးကိုပြန်စဉ်းစားယောဂတဖြည်းဖြည်းနဲ့နည်းနည်းသွားတာယောဂပျောက်သွားတာကိုကျွတ်တို့ချမ်းသာတယ်လို့ပြောတာချမ်းသာရောက်လာတာလားဆင်းရဲပျောက်သွားတာလားဆ
ဆင်းရဲပျောက်သွားတာကိုဆင်းရဲချုပ်သွားတာကိုစိတ်ဝင်စားသိချင်တာနော်ဆင်းရဲရော့သွားတာကိုသဘောကျသိချင်တာဒါကြောင့်ကိုယ့်ဘဝမှာငါချမ်းသာရှာမယ်ဆိုတဲ့စိတ်တဲ့ဆင်းရဲကိုတဖြည်းဖြည်းနဲ့ငါလျှော့ပြစ်မယ်ဆိုတဲ့စိတ်မျိုးလက်တွေ့ကြမွေးစေချင်တာဒါကြောင့်သစ္စာ၄ပါးမှာဒုက္ခသစ္စာဆိုတဲ့အသုံးလုံးဖះမဟောဘယ်လိုဟောတော့ဒုက္ခនិရောဓသစ္စာလို့ဟောတာနော်ဒုက္ခនិရောဓဒုက္ခချုပ်တာနိဗ္ဗာန်ကိုပြောတာပါပဲဒါပေမဲ့နိဗ္ဗာန်ကိုချမ်းသာဆိုတဲ့ဒုက္ခဆိုတဲ့နာမည်နဲ့ဟောတာလည်းရှိတယ်ဥပမာအနိစ္စဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောဥပ္ပိစိတ်တဝါနိရောဇန္တိတေတံဥပသမောဒုက္ခကြားဘူးတယ်မို့လားဒီဂါထာလေးကျွတ်တို့အညာစီမှာတော့လူသေးတိုင်းသင်္ချိုင်းကုန်းမှာအဲ့ဒီဂါထာကို၃ခါရွတ်ရတယ်အဲ့ဒါကလေးတွေကစရွတ်ရတာပဲအဓိပ္ပာယ်ကဘာပြောဆိုတော့ဒီရုပ်တည်နေဘဝဖြစ်နေတယ်ဆိုတာဖြစ်ပြီးရင်ပျောက်သွားလို့ तू ကကောင်းတဲ့သဘောမဟုတ်ဘုန်းဘုန်းတို့လက်တွေ့လေးကြားစဉ်းစားမနေ့တုန်းကဖြစ်ခဲ့တဲ့ကိစ္စကြိုက်เสียဘလောက်ကောင်းမုန်းเสียဘလောက်ကောင်းမနေ့တုန်းကပဲပြီးခဲ့ရတယ်အခုချိန်ထိယူလာလို့မရဘူးမနေ့ကဖြစ်ခဲ့တဲ့ကိစ္စဘလောက်အရေးပါတယ်ပြောဘလောက်အရေးမပါဘူးပဲဆွမနေ့တုန်းကပဲပြီးခဲ့ရတယ်ဖြစ်ရမှာတင်ပြီးရတာကျွတ်တို့ကညံတွန်းလွန်းလို့ယုံနာကိုဒုက္ခလို့မသိတာမြတ်စွာဘုရားဘယ်လိုဟောတော့အိဋ္ဌဝဒသင်္ခါရဥပ္ပါဒဝယဓမ္မေနောဥပ္ပိစိတ်တဝါနိရောဇန္တိထပ်ပြီးတော့တောင်၃ခါထပ်ပြောတယ်ယုံနာဟာဖြစ်ပြီးရင်ပျောက်သွားလို့မကောင်းဘူးဖြစ်ပြီးရင်ပျောက်တဲ့အမျိုးသူကောင်းကိုမကောင်းဘူးတေတံဝုပသမောဒုက္ခအဲ့ဒါတွေငြိမ်းသွားမှချမ်းသာတယ်လို့ဟောအဲ့ဒီမှာဒုက္ခဆိုတဲ့စကားလုံးလားတေတံဝုပသမောဒုက္ခတေတံထိုယုံနံတို့ဤဝုပသမောငြိမ်းခြင်းသည်ချုပ်ခြင်းသည်ဒုက္ခချမ်းသာတယ်အဲ့ဒါကိုလည်းပဲနော်ဆင်းရဲငြိမ်းသွားတာလို့ရိုးရိုးလေးပဲနားလည်စေချင်တာဘာလို့လို့ဆိုတော့ကျွတ်တို့ကချမ်းသာလို့ပြောလိုက်ရင်ဝေဒနာချမ်းသာတွေနဲ့ရောပြီးတော့ရကျင်နေမှာစိုးလို့ချမ်းသာကိုနားလည်မှုလွဲသွားနိုင်တယ်အဲ့ဒါပြောရင်တာကနိဗ္ဗာန်ချမ်းသာကရဖို့မပြောနဲ့ရကျင်သိပေါက်ဖို့တောင်မလွယ်သေးဘူးအခုဒီမှာမြတ်စွာဘုရားဟောတယ်မတ္တဒုက္ခအနည်းငယ်များသောတိုင်းတာလို့ရတဲ့ချမ်းသာကိုစွန့်လို့နော်ဝိပုလဒုက္ခဘလို့မှတိုင်းတာလို့မရတဲ့ကြီးကျယ်ပြန့်ပြောတဲ့ချမ်းသာကိုရမယ်ဆိုတာကိုများတကယ်လို့မြင်ခဲ့မယ်ဆိုရင်အဲ့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကနိုင်ငံများသောချမ်းသာကိုစွန့်ရမယ်အဲ့ဒီမှာဝိပုလဒုက္ခဆိုအဲ့နိဗ္ဗာန်ချမ်းသာကိုပြောတာဆိုလိုတာကဒုက္ခဖြစ်နေတဲ့သဘောတွေကိုစွန့်လိုက်လို့ဒုက္ခချုပ်သွားတာကိုများရမယ်ဆိုရင်ဟာဒုက္ခဖြစ်နေတဲ့သဘောဘာလို့မှာတော့စွန့်ပါဗောအဲ့ဒီမှာဒုက္ခချုပ်တဲ့ဝိပုလဒုက္ခဆိုတာလေးကိုနည်းနည်းရိပ်မိအောင်ဘုန်းကြီးကပြောနေတာတရားဒီနာတင်ထစ်နေတယ်ဒါပြောဖို့ရည်ရွယ်ချက်မရှိဘူးဒါပေမဲ့နားမလဲပဲနဲ့ဘုန်းကြီးကရှေ့ဆက်မသွားခြင်းဘူးတရားစကားပြောတဲ့အခါမှာပြောလိုက်တဲ့စကားလုံးလေးကိုတော့အကျေလဲနားလဲစေခြင်းနားတဲ့မှုလေးရပြီးမှရှစ်ဆက်ရတာကောင်းဟုတ်လားအဲ့ဒါနဲ့စကားကြီးကျေတော့တာနော်ဒုက္ခကိုစိတ်ဝင်စားမှာလားဒုက္ခនិရောဓကိုစိတ်ဝင်စားမှာလားဟုတ်တယ်ဒုက္ခစိတ်ဝင်စားလို့ရှိရင်အပေါ်ယံကိုနားလေတဲ့ချမ်းသာတွေကိုပဲသွားပြီးတော့မြင်နေမှာအဲ့ဒါဆိုရင် तू ကလောဘတွေပဲဖြစ်လာမှာ तू ကဒုက္ခကိုစိတ်ဝင်စားခဲ့လို့တတန်တရားလုံးခုချိန်ထိမဆုံးတာပြောရရင်ဒုက္ခစိတ်ဝင်စားလို့ကိုဒုက္ခနဲ့ညာနေရတာပြောရရင်အဲ့ဒါပဲကျွတ်တို့နားလေတဲ့ဒုက္ခကကျွတ်တို့ဖြစ်ချင်တာတွေဖြစ်လာတဲ့အနေအထားမျိုးကျွတ်တို့မဖြစ်ချင်တာတွေမဖြစ်တဲ့အနေအထားမျိုးလောက်ပဲကျွတ်တို့နားလေတာယုံ nant ချုပ်တဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုကျွတ်တို့နားလည်တာမဟုတ်ဘူးမြတ်စွာဘုရားဘယ်လိုဟောတော့နတ္ထိခန္ဓာသမဒုက္ခနတ္ထိတန္တိပရံဒုက္ခဘဝနဲ့တူတဲ့ဆင်းရဲမရှိဘူးနိဗ္ဗာန်နဲ့တူတဲ့ချမ်းသာမရှိဘူးလို့အဲ့လိုဟောတာအဲ့ဒီဒေသနာတွေကိုနားလည်ဖို့အတွက်ဘုန်းဘုန်းတို့ရဲ့ဉာဏ်ဟာဘလို့မှလက်လှမ်းမမှီသေးဘူးအဲ့လက်လှမ်းမှီခြင်းတဲ့ဆိုရင်တတိပဋ္ဌာန်တရားကိုအသုံးပြုပြီးတော့ဉာဏ်ကိုထက်အောင်ကြိုးစားရအောင်မယ်ဟုတ်ပြီမူရင်းတရားစကားလေးဆက်သွားမယ်နော်ဝန္တာဘုတရားဟောတာကိုဘာဝနာတရားပိုင်းရောက်သွားတယ်ဟုတ်လားကျောင်းတရားဟောမှာနော်အနေငယ်များသောချမ်းသာကိုစွန့်လို့အများကြီးသောချမ်းသာကိုရမယ်ဆိုတာကိုမြင်မယ်ဆိုရင်အဲ့ဒီလိုဟာအနေငယ်များသောချမ်းသာကိုစွန့်ရမယ်အခုအလှရှင်တွေဟာစွန့်လိုက်တယ်အတိုင်းအတာတစ်ခုထိအဲ့ဒီစွန့်လွတ်မှုကြောင့်ကိုဟာဘာကိုပြန်ရဖို့တောင်းတသင့်တယ်လေနော်မြတ်စွာဘုရားကတော့စနစ်တကျကိုသင်ပေးထားတာနိဗ္ဗာန်ချမ်းသာကိုရလို့တဲ့စိတ်နဲ့ဒါကိုပို့ပြီးတော့ရှင်းအောင်ပြောရရင်ဒုက္ခငြိမ်းလို့တဲ့စိတ်နဲ့ဒါနကောင်းမှုကိုပြုရမယ်နော်နိဗ္ဗာန်ချမ်းသာကိုရလို့တဲ့စိတ်နဲ့လို့ပြောတာ ਨੇ ဒုက္ခငြိမ်းလို့တဲ့စိတ်နဲ့အဲ့ဒီစကားနှစ်ခု
နားလည်မှုနဲ့ဆိုင်သွားတာချင်းမတူဘူးနော်နိဗ္ဗာန်ချမ်းသာလို့ပြောရင်ကျွတ်တို့ဝါဒတာနဲ့ရောတယ်ဟိုဟာလို့ဒီဟာလို့ဟုတ်လားအဲ့တော့ကိုနားလည်ပြီးသားကဘာတော့ဘဝဆင်းရဲတယ်ဒုက္ခဒီဒုက္ခတွေထိုက်တလောက်နားလည်တယ်အဲ့ဒီဒုက္ခတွေမရှိဘူးဆိုရင်မကောင်းဘူးလားအဲ့ဒါကိုပြောတာနော်အဲ့တော့ဒီဟာလေးကိုဝမ်းသာစေချင်တာနေငမြသောချမ်းသာကိုစွန့်လို့တို့ဟာနော်ကြီးကျယ်ပြန်ပြောတဲ့ချမ်းသာတနည်းအားဖြင့်ဒုက္ခဖြစ်နေတဲ့သဘောကိုစွန့်လို့ဒုက္ခချုပ်ရာကိုရမယ်ဆိုရင်မြောက်မယ်ဆိုရင်တို့ဒီစွန့်ရတာကိုစွန့်တဲ့တယ်ဒါကဒီဒေသနာလေးကတော့လောကီလိုရောအစင့်စင့်အသုံးပြုလို့ရတယ်သူကနိယာမတစ်မျိုးလို့ဘုန်းကြီးကတော့မြင်မိတယ်နှိမ့်ကြတဲ့နှိမ့်ကြတာကိုမစွန့်မဲနဲ့မြင့်တဲ့မြင့်တာကိုယာယိုးထုံးစံမရှိအဲ့ဒါလောကရဲ့တကယ်နိယာမကြီး